ကဲကျွန်တော်စီကိုအပ်ထားတဲ့ customer တွေသေချာချာလေးကြည့်ပေးပါနော်ကျွန်တော်2000ခွဲဆိုပြီးတော့မှရောင်းနေပြီးတော့ကျွန်တော်အပေါ်သားလုပ်ပြီးတော့မှအပေါ်သားလက်ရနဲ့ကျွန်တော်2000ခွဲနဲ့တောင်းပြီးရောင်းတာမဟုတ်ဘူးနော်သေချာချာလေးကြည့်ပေးပါအောင်ဒီမဲ့ကျွန်တော်မိုးကခောက်ထားတဲ့လက်ရအဲ့မဲ့အတွန့်အခောက်တစ်ချက်သေချာချာလေးကြည့်ပေးဒါကျွန်တော်မိုးကခောက်ထားတဲ့လက်ရနော်သေချာချာလေးကြည့်ပေးဒီမဲ့ဘေးတွေကိုလည်းကြည့်ဒီမဲ့ကျွန်တော်2000ခွဲဆိုပြီးတော့ကျွန်တော်အပေါ်သားလုပ်ပေးထားတာမဟုတ်ဘူးဗျဒီမဲ့ဘောင်းတွေဘာကြီးကားထွက်မသွားအောင်လို့ဒီမဲ့နှစ်ထပ်ဒီမှာတစ်ထပ်နှစ်ထပ်လုပ်ပေးထားတယ်နော်အပေါ်မှာနှစ်ထပ်ချုပ်ပေးထားတယ်ဘောင်းတွေဘာကြီးကားထွက်မသွားအောင်လို့ဒါကျွန်တော်2000ခွဲလက်ရဒီကောင်2000ခွဲတဲ့တောင်းပြီးတော့လက်ရလည်းကြည့်လိုက်အောင်စုပ်ပြတ်တက်နေတဲ့အထဲမှာကျွန်တော်မပါဘူးနော်ကျွန်တော်စေတနာအပြည့်နဲ့လုပ်ပေးထားတာ2000ခွဲနော်ငါကြည့်ဟာမဲမိုးကကန်လားအုတ်ကန်လားလို့မေးယူရတယ်အတွန့်အခောက်ဘာမှမရှိဘူးဒီကကြည့်ဒါကျွန်တော်ခောက်ပေးထားတဲ့မိုးကကျွန်တော်ရဲ့လက်ရတယ်နော်မဲဘေးတွေဆိုလည်းအကုန်လုံးကျွန်တော်နှစ်ထပ်မဲအပေါ်မှာဒီမှာတစ်ထပ်ဒီအောက်မှာတစ်ထပ်နှစ်ထပ်ဘောင်းတွေသေချာလေးလုပ်ပေးထားတယ်နော်စိတ်တိုင်းညမှာယူအားပေးလို့ရတယ်နော်ညီကိုတို့စေတနာအပြည့်နဲ့လုပ်ပေးထားတာစေတနာအပြည့်နဲ့လုပ်ပေးထားတာဘေးတွေပါကားထွက်မသွားအောင်လို့နော်ကျေးဇူးပါအပ်ပေးတဲ့ကာစတမာအားလုံးကိုလည်းကျွန်တော်တယောက်တည်းလုပ်ရတာဖြစ်သည့်အတွက်အချိန်လေးနဲ့နာရီလေးနဲ့ပြောင်းရင်ပြောင်းသွားမယ်ပေါ့နော်ဒီကံပြီးတော့စောင့်ပေးကြပါအောင်နော်